မောင်စွမ်းနဲ့လှုပ်ဝက်တကား6ဆင့်ဟိုရှိတုန်းကတောင်တန်းတွေကြားကရွာကလေးမှာမောင်စွမ်းဆိုတဲ့လူငယ်လေးဟာသူ့ရဲ့အဖိုးချန်ထားခဲ့တဲ့တာရီမြေပုံဟောင်းကြီးကိုကင်ပြီးအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ခီးထွက်လာခဲ့တဲ့ဒီခီးဟာတာမန်ခီးမဟုတ်ပဲအသက်အန္တရာယ်ရှိတဲ့စမ်းသက်ချက်6ခုကိုကြော်ဖြတ်ရမှာပါစွန်စားခန်းတဲ့အချိန်မှယွင်းသောမြူနင်းတော်အုပ်ပထမဆုံးသူဖြတ်ကျော်ရတာကအချိန်မှယွင်းသောတောအုပ်ပါဒီတောထဲမှာမြူတွေကအရန်ထူထပ်ပြီးရှေ့တိုးရင်နောက်ပြန်ရောက်နောက်ဆုံးရင်ဘေးရောက်သွားတတ်တဲ့မောင်စွမ်းဟာမျက်လုံးကိုမိတ်မြေပုံကိုရင်ဘတ်မှာကပ်ပြီးသူ့ရဲ့အကြားအာယုံကိုပဲယုံကြည်ပြီးရှောက်ခဲ့တဲ့တောထဲကငှက်ကလေးတွေရဲ့တေးဆူတန်ကိုနားထောင်ပြီးလမ်းမှန်ကိုရှာဖွေခဲ့လို့သာဒီတောနက်ထဲကနေပထမဆုံးလွတ်မြောက်ခဲ့တာပါစွန်စားခန်းနဲ့စကားပြောတတ်သောကြောက်ဆောင်ကြီးများတောအုပ်ထွက်မှာတော့မြင်မလာတဲ့ကြောက်တောင်ကြီးတွေကလမ်းကိုပိတ်ထားတယ်အဲ့ဒီကြောက်တောင်ကြီးတွေကလူလိုစကားပြောပြီးပဟေလီတစ်ခုမေးတယ်ခြေထောက်မရှိပဲလမ်းလျှောက်တယ်အတောင်မှမရှိပဲပြန်တန်းတဲ့မျက်ရည်မရှိပဲငိုကြွေးတက်တာဗာလဲတဲ့မောင်စွမ်းကခဏလေးစဉ်းစားပြီးမိုးတိမ်ပါလို့ဖြေလိုက်တဲ့အခါကြောက်ဆောင်ကြီးတွေဟာဘေးကိုလွင့်စင်သွားပြီးလမ်းပွင့်ပေးလိုက်ပါတော့တယ်။စွန်စားခန်း3လေပွေလိုင်းတို့ဤမြစ်တတိယမြောက်စိန်ခေါ်မှုကတော့ရေစီးရမ်းတန်တဲ့မြစ်ကြီးတစ်စင်းမှာထူဆန်းတာကရေလိုင်းတွေဟာလေပွေတွေလိုဝဲလဲနေတာပဲမောင်စွမ်းဟာကြောက်စိတ်ကိုဖျောက်ပစ်ပြီးတောထဲကဝါပင်တွေကိုခုတ်ခိုင်ခန့်တဲ့ဖောင်တစည်းကိုအချိန်တိုအတွင်းတိဆောက်ခဲ့တယ်။လိုင်းလုံးတွေကြားမှာကျွမ်းကျင်စွာလော်ခတ်ရင်းရဲရင်မှုနဲ့ဒီမြစ်ကြီးကိုဖျက်ကျော်နိုင်ခဲ့ပါတယ်စွန်စားခန်း၄မီးတောင်ဝကရတနာဆောင်နဂါခီးတဝက်မှာတော့မီးတောင်ဟောင်းကြီးတစ်ခုတည်းကိုဝင်ရတယ်အဲ့ဒီမှာတကိုယ်လုံးမီးတောက်နေတဲ့နဂါးကြီးတစ်ကောင်လမ်းကိုစောင့်နေတာပေါ့နဂါးကြီးကသူ့ကိုတိုက်ခိုက်ဖို့ပြင်းတဲ့အချိန်မှာမောင်စွမ်းကဓာတ်ကိုမထုတ်ပဲသူ့စီမှာပါလာတဲ့ရေဘူးတွေကရေကိုနဂါးရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ပေါ်ကိုလောင်ပေးပြီးကုသပေးခဲ့တယ်နဂါးကြီးဟာမောင်စွမ်းရဲ့ကယူနာစိတ်ကိုတီးသွားပြီးသူ့ကိုကြောပေါ်တင်ကမီးတောင်အပြင်ဘက်ထိပို့ဆောင်ပေးခဲ့ပါတယ်စွန်စားခန်း၅မှန်ပြောင်းပြန်လောကပစ္စမမြောက်စိန်ခေါ်မှုကတော့အရာအလုံးမှန်တဲ့ကလိုပြောင်းပြန်ဖြစ်နေတဲ့နေမြေပါညာဘက်ကိုသွားချင်ရင်ဘယ်ဘက်ကိုခြေလန်းရမယ်အပေါ်တက်ချင်ရင်အောက်ကိုငုံကြည့်ရတဲ့မောင်စွမ်းဟာသူ့ရဲ့အုံနောက်ကိုအစွမ်းကုန်အလုပ်ပေးပြီးတာမန်စဉ်းစားတွေးခေါ်မှုတွေကိုဘေးဖယ်ကပြောင်းပြန်တွေးတောနည်းနဲ့ဒီရှုပ်ထွေးတဲ့နေမြေကနေလွတ်မြောက်အောင်ထွက်လာခဲ့ပါတယ်။စွန်စားခန်း6နောက်ဆုံးတကားနဲ့မိမိကိုယ်ကိုသိမြင်ခြင်းနောက်ဆုံးမှာတော့ရွှေရောင်တောက်ပနေတဲ့တကားကြီးတစ်ခုရှေ့ကိုရောက်လာတဲ့အဲ့ဒီတကားမှာတော့ပေါက်မရှိပဲမှန်တစ်ချက်ပဲပါရှိတယ်မောင်စွမ်းကမှန်ထဲကိုကြည့်လိုက်တဲ့အခါပင်ပန်းနွမ်းနေနေပေမဲ့မျက်လုံးထဲမှာအယောင်တောက်နေတဲ့သူ့ကိုယ်သူမြင်လိုက်ရတဲ့အဲ့ဒီအချိန်မှာအတန်တန်ထွက်လာတဲ့အကြီးမားဆုံးသောစွန်စားခန်းဆိုတာမိမိကိုယ်ကိုအနိုင်ယူခြင်းပဲတဲ့မောင်စွမ်းဟာသူ့ဖြတ်ကျော်ခဲ့တဲ့အခက်ခဲတွေကိုပြန်တွေးပြီးပြုံးလိုက်တဲ့အချိန်မှာတကားကြီးဟာအလိုလိုပွင့်သွားပါတော့တယ်မိကုံတကားကြီးပွင့်သွားတဲ့အခါမောင်စွမ်းတွေးလိုက်ရတာကရွှေငွေတွေမဟုတ်ပါဘူးအဲ့ဒါကတော့တကဘာလုံးကိုလှမ်းမြင်နေရတဲ့တောင်ထိပ်ပေါ်ကရှုခင်းကြီးနဲ့အေးချမ်းတဲ့စိတ်သက်ပဲဖြစ်ပါတယ်။သူဟာရွာကိုပြန်ရောက်တဲ့အခါမှာတော့အရင်ကထက်ပိုမိုရင့်ကျက်ပြီးရဲရဲနဲ့လူငယ်တစ်ယောက်ဖြစ်နေပါပြီ။သူ့ရဲ့စွန်စားခန်း6ခုအကြောင်းဟာနောင်လာနောက်သားတွေအတွက်အမြဲတမ်းအားကျစရာပုံမြင်တစ်ပုဒ်ဖြစ်ကြံရစ်ခဲ့ပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲ။နားထောင်လို့ကောင်းတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုကူးခဲ့ပေးကြအောင်နော်။